Automobile update အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကား industry နဲ့ပတ်သက်လို့ရှိရင်ထို့သောနိုင်ငံတွေမှာ national brand တွေဆိုတာရှိပါတယ်ဥပမာToyota လို့ပြောလိုက်တာနဲ့ Japan ဆိုတာမျိုးပေါ့နော်နောက်ပြီးကျွန်တော် BYD လို့ပြောလိုက်တာနဲ့တရုတ်ဆိုတာမျိုးပေါ့နော်နောက်ပြီးတော့ Mercedes လို့ပြောလိုက်တာနဲ့ Germany ဆိုတာမျိုးပေါ့ဆိုတော့သူတို့တွေကဒီ global brand ဖြစ်လာဖို့ပေါ့ကျွန်တော် international market ကိုရောက်ဖို့ပေါ့ကျွန်တော်နှစ်တွေယာနဲ့ဆယ်စုနှစ်တွေအများကြီးတော့ယာနဲ့ချီပြီးတော့စူးစမ်းခဲ့ရတယ်ဥပမာ Germany တို့ BMW တို့ဒီ Mercedes တို့ဆိုနှစ်100ကျော်စူးစမ်းခဲ့ရတဲ့ဒီဂျပန်ကတိုတာဆိုလို့ရှိရင်လည်းက280လောက်စူးစမ်းခဲ့ရတယ်။ဒါပေမဲ့ကျွန်တော်အာရှနိုင်ငံမှာရှိတဲ့ကား brand တစ်ခုပေါ့နော်။ national brand တစ်ခုဖြစ်ဖို့ရောနိုင်ငံတကာဈေးကွက်ကိုရောထိုးဖောက်ဖို့သူအချိန်9နှစ်ပဲယူခဲ့ပါတယ်။သူများတွေနှစ်10နဲ့ရှိရာနဲ့ရှိပြီးလုပ်တဲ့ဟာကိုသူကအချိန်9နှစ်နဲ့ national brand လည်းဖြစ်ဖို့စူးစမ်းတယ်။အရင်ပြန်ခံမှုပြင်းထန်တဲ့ American ကားဈေးကွက်ကိုပါ9နှစ်အတွင်းမှာဝင်ရောက်နိုင်အောင်သူစူးစမ်းခဲ့တယ်ပေါ့နော်။အဲ့ကုမ္ပဏီကတော့ကြားမှာမဟုတ်ပါဘူး။ VN နိုင်ငံက VinFast ဆိုတဲ့ကားကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ဒီ9နှစ်ထဲနဲ့စတင်ပြီးတည်ထောင်ခဲ့တဲ့ဒီ VinFast ကကျွန်တော်တို့နိုင်ငံတကာဈေးကွက်တွေကိုဝင်ရောက်တဲ့ခါမှာသူဘလို့အခက်အခဲတွေရင်ဆိုင်ခဲ့ရလဲလက်ရှိရှင်တွေရောဘလို့ဖြစ်နေလဲနောက်ပြီးသူ့အနေနဲ့ lesson learn အနေနဲ့ရောသူဘာတွေရလိုက်လဲဆိုတာတွေကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်2019ခုနှစ်မှာစတင်ရှောင်ခဲ့တဲ့9နှစ်သားရှိတဲ့ကျွန်တော် VinFast ကုမ္ပဏီကတော့ကျွန်တော်သူများတွေနှစ်ရာနဲ့10နှစ်ရှိပြီးစူးစမ်းခဲ့တဲ့စီးမြင့်တွေကိုသူကပြောင်းလဲဖို့စူးစမ်းခဲ့ပါတယ်သူ့ရဲ့ရည်မှန်းချက်ကလည်းတော်တော်လေးကိုကြီးတယ် VN အတွက်ကားထုတ်ဖို့လည်းမဟုတ်ဘူးသူက Tesla တို့ BMW တို့လိုမျိုးကျွန်တော်ရှင်ပြိုင်နိုင်တဲ့ global brand တစ်ခုဖြစ်ဖို့ပေါ့နော်နိုင်ငံတိုင်းကကိုယ့်ရဲ့ national brand တစ်ခုကိုပိုင်ဆိုင်ရတာသဘာဝပဲပေါ့နော်ဒါပေမဲ့ကားလုပ်ငန်းမှာကျွန်တော်စူးစမ်းတဲ့အောင်မြင်တာတော့မဟုတ်ဘူးဆိုတော့ VinFast နဲ့ဆိုလို့ရှိရင်လည်းကမ္ဘာကျော်ဒီဇိုင်းကုမ္ပဏီတွေကျွန်တော်တို့ automotive engineer တွေခေါ်တဲ့ supplier တွေတော်တော်များများကမ္ဘာအဆင့်မီတွေတုံးတယ် EV technology ဆိုလည်းအကောင်းဆုံးတွေကိုတုံးတယ်ဒါပေမဲ့အကုန်လုံးခြုံကြည့်လိုက်ရင် global brand တစ်ခုဖြစ်ဖို့အရာအားလုံးအပြည့်စုံနေရလို့တော့ထင်ရတယ်ပေါ့နော်ကားတစ်စီးထုတ်လုပ်ဖို့ဆိုတာကျွန်တော်အခုလိုမျိုးအကောင်းဆုံးအပိုင်းတွေကြီးပဲပိုင်ဆိုင်နေုံနဲ့မရဘူးပေါ့နော်ဥပမာအခုကျွန်တော်ဒီမှာတရုတ်ကိုဥပမာပေးရမယ်ဆိုလို့ရှိရင်တရုတ်ရဲ့ကားတွေကအများကြီးပိုပြီးကောင်းလာပြီကျွန်တော် quality လည်းမြင့်လာပြီနည်းပညာတွေလည်းမြင့်လာပြီဒါပေမဲ့ကျွန်တော်ဥရောပနိုင်ငံကားတွေနဲ့ရှိရင် branding ပိုင်းအရာမှာတော့အရင်အားနေတယ်လို့အဲ့ဒီတော့ကျွန်တော်ဘာလဲဆိုတော့ကားတစ်စီးကကျွန်တော်ဒီ brand trust ကိုလည်းရောင်းတာပါတယ်ဒီလူတွေရဲ့ safety ကိုဘယ်လောက်ဖြစ်နိုင်လဲဘယ်လောက်ထိကြမ်းခိုင်မှုရှိလဲဆိုရယ် brand trust ပေါ်မှာအများကြီးသွားတယ်ပေါ့နော်အဲ့ကြောင့်ကျွန်တော်Europe ကကား brand တွေဖြစ်တဲ့ကျွန်တော်တို့ Mercedes တို့ BMW တို့ကဒါဒီရာစုနှစ်နဲ့ချီတဲ့တမိုင်းကြောင်းတွေရှိတယ်ဒါဆို BMW တို့ဘာတို့ကဒီလိုမျိုးတမိုင်းကြောင်းရှိပြီးသားဖြစ်တယ်ကျွန်တော်ဒီ BYD တို့ဘာတို့ Tata တို့ဆိုဒါလူတွေရဲ့ trust ကနည်းသေးတယ်ပေါ့ဆိုသူတို့ရဲ့ဒီဖြတ်တန်းခဲ့တဲ့တမိုင်းအတွေ့အကြုံကနည်းသေးတာဖြစ်တယ်ပေါ့နော်ဆိုအဲ့ကျတော့ VinFast ကဒီနီးပညာတွေအကုန်လုံးကိုကျွန်တော်အမြန်ဆုံးအကောင်းဆုံးဖြစ်အောင်ဖော်ဆောင်နိုင်တယ်ဆိုပေမဲ့ကျွန်တော်တို့တကယ်တမ်း brand trust ရဖို့တော့သူတို့မှာအားနည်းချက်တွေရှိနေသေးတယ်ဒါပေမဲ့သူတို့2020နောက်ပိုင်းမှာကျွန်တော် VinFast ရဲ့ EV model တွေကို US market ကိုစပြီးတော့သွင်းဖို့စ조사ရတယ်ပေါ့နော်ဆိုတော့ VN နိုင်ငံနဲ့တော့ဒါဂုဏ်ယူစရာကောင်းတဲ့ဒရင်ကအခိုက်အတန့်ပေါ့နော်ဒါပေမဲ့ကျွန်တော်တပတ်လောက်နေမှာပဲဒီ American မှာရှိတဲ့ car journalist တွေရဲ့ review တွေကဇက်တိုက်ထွက်လာခဲ့တယ်ဆိုတော့ဒီ review တွေကအကောင်းတွေတော့မဟုတ်ဘူးပေါ့နော်This is the worst reviewed car in America. It's called the VinFast VF8. A few months ago, we drove it and did not like it. ဒီလိုမျိုးကျွန်တော်သူများတွေနှစ်နဲ့10နဲ့ရာနဲ့ချီပြီးတော့စူးစမ်းခဲ့တဲ့ဟာတွေကို leak for လုပ်ထားတဲ့အတွက်အားနည်းချက်တွေအများကြီးပါလာခဲ့တယ်အဲ့ဒါတွေကကျွန်တော် US car journalist တွေကြားထဲမှာ reviewer တွေကြားထဲမှာတော်တော်လေးကိုစိုးစိုးဝါပေါ်ထွက်လာခဲ့တယ် 5 top reasons that I can think of why you should not buy the VinFast VF8. နိုင်ငံတိုင်းမှာကျွန်တော်ကိုယ်ပိုင် brand တစ်ခုတည်ဆောက်တာအသစ်ဆန်းတော့မဟုတ်ဘူးဂျပန်မှာ Toyota တောင်ကိုရီးယားမှာဆိုလို့ရှိရင်ကျွန်တော် Hyundai အိန္ဒိယမှာဆို Tata မလေးရှားမှာဆို Proton ပေါ့နိုင်ငံတိုင်းလိုကကိုယ်ပိုင်ကားလုပ်ငန်းတည်ဆောက်ဖို့စူးစမ်းခဲ့ဦးတယ်ကျွန်တော်ကားထုတ်လုပ်နိုင်တာနဲ့ကမ္ဘာတစ်ခန်းတစ်ခုဖြစ်လာတာနဲ့ကစိန်ခေါ်မှုတွေကလုံးဝမတူဘူးပေါ့နော်ဒီနေ့ပြောပြမဲ့ VinFast ရဲ့ story ကဆိုလို့ရှိရင်ကားတစ်စီးဘယ်လိုတည်ဆောက်ရမလဲဆိုတာတဲ့ဒီကမ္ဘာအဆင့် brand တစ်ခုဖြစ်လာဖို့ဘာလို့အဲ့လဲဆိုတာကိုကျွန်တော်တို့အဓိကထားပြီးပြပြသွားမှာဖြစ်ပါတယ်ဆိုတော့ VF8 ကတကယ်ပဲမကောင်းတဲ့ကားတစ်စီးဖြစ်ခဲ့ရလားဒါမှမဟုတ်ကမ္ဘာ brand တစ်ခုဖြစ်လာဖို့အတွက်အလင်းလိုလုပ်ခဲ့လို့ဖြစ်ခဲ့တဲ့သင်ခန်းစာတွေလားပေါ့နော်ဆိုတော့အဲ့ဒါကိုကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် VinFast ကိုနည်းနည်းကကုမ္ပဏီတစ်ခုကတည်ထောင်ခဲ့ရတော့မဟုတ်ဘူးဗျ VinFast ကိုတကယ် VN ကအကြီးဆုံး private ကုမ္ပဏီတစ်ခုကတည်ဆောက်ခဲ့တာ Vingroup ကတည်ဆောက်ခဲ့တာပေါ့နော်2019ခုနှစ် Vingroup ရဲ့ပြဿနာတစ်ခုကဘာလဲဆိုတော့ Vingroup ကသူက automotive industry ကလာတာမဟုတ်ဘူးသူကအိမ်ချမ်းမြေတွေ hospitality လုပ်ငန်းတွေတခြားသောကားနဲ့မသက်ဆိုင်တဲ့လုပ်ငန်းကနေလာတဲ့ company group ကြီးတစ်ခုဖြစ်ပါတယ်ဆိုတော့ကျွန်တော်အလွယ်မြင်အောင်ပြောရမယ်ဆိုရင်မြန်မာနိုင်ငံမှာနောက်တစ်ခုမှာအိမ်ချမ်းမြေ3-4ခွက်လောက်ပိုင်နေဗျာ2ခွက်လောက်ရောင်းပြီးတော့ကားလောကထဲကိုဝင်လာတယ်ဗျာအဲ့မှာကားတွေရောင်းတယ်ဆိုတော့အယောင်းဝယ်ဖြစ်ပါလိမ့်မယ်ဒါကဘာဖြစ်လို့လဲဆိုတော့ပြည်တွင်းမှာပဲရောင်းတယ်ပြုတ်တယ်ပြဿနာမရှိဘူးဒါပေမဲ့ VinFast ရဲ့ story ကအဲ့လောက်မရိုးရှင်းဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ညီမှာရှိတဲ့ရင်းနှီးမြှုပ်နှံမှုတွေအောင်မြင်မှုတွေပတ်စံနေအလုံးရင်းနဲ့ကားလောကထဲကိုဝင်လာခဲ့ရုံနဲ့သူ့အနေနဲ့အောင်မြင်မှုမရနိုင်ဘူးနောက်ပြီးတော့သူသွားမဲ့ဟာ global market ဖြစ်နေတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်မြန်မာနိုင်ငံမှာကတော့ရှိတဲ့မြေကွက်ကိုရောင်းပြီးကားလောကထဲဝင်တယ်ကားကမြက်တဲ့အမြက်ကိုမြေကွက်ပြန်ဝယ်
ဒါကအလုပ်ဖြစ်ကောင်းဖြစ်လည်နိုင်ပါတယ်ဆိုတော့ VinFast ရဲ့ story ကတော့အဲ့လောက်ထိမယိုးရှင်းဘူးပေါ့ဗျာဆိုတော့ကြည့်ရတာ VinFast ကလည်းကျွန်တော်မြန်မာနိုင်ငံလူတွေကိုအားကြလို့လိုက်လို့တာလားမသိဘူးပေါ့နော်ဆိုတော့ဟုတ်ပြီကျွန်တော် VinFast ကကျွန်တော် VN ရဲ့အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်တယောက်ကစတင်ခဲ့တယ်ဆိုတော့ VN မှာ Toyota brand တစ်ခုလို့မဖြစ်နိုင်ဘူးလားလို့သူကစပြီးတွေးခေါ်ပြီးတော့သူကစူးစမ်းခဲ့တာသူ့ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ကတော့မကောင်းမှုတော်တော်လေးကိုကောင်းတယ်ဒါပေမဲ့သူ leapfrog လုပ်ခဲ့တဲ့အရာတခုကမဖြစ်မနေလုပ်ရမယ့်အလုပ်တစ်ခုကို leapfrog လုပ်ခဲ့တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တရုတ်ကိုပဲပြန်ပြောကြည့်ရအောင်ပါဂျုံခဲ့တဲ့ကျွန်တော်တို့1990လောက်ကလေးကတရုတ်မှာကားတွေထုတ်နေတယ်ကမ္ဘာမှာတရုတ်ကားရဲ့လို့လူသိများလာကကျွန်တော်လွန်ခဲ့တဲ့9နှစ်6နှစ်ဝန်းကျင်ကမှစပြီးတော့ဒါတရုတ်ကားဆိုတာမျိုးကမ္ဘာဈေးကွက်မှာစပြီးသိလာတာဒါပေမဲ့ကျွန်တော်တို့1990လောက်ကလေးကအဲ့ချေတဲ့စောတဲ့နှစ်တွေကလေးကသူကတရုတ်ကကျွန်တော်နိုင်ငံတကာကား brand တွေနဲ့အနောက်နိုင်ငံကား brand တွေနဲ့ပေါင်းပြီးသူတို့စီမှာဒီ commercial truck တွေထုတ်နေပြီးကျွန်တော်တို့အိမ်စီးကားတွေထုတ်နေပြီးဒါပေမဲ့တရုတ်ပြည်တွင်း market မှာပဲသူတို့တော်တော်လေးကိုဒါကို struggle လုပ်တယ်နောက်ပြီးတော့သူက spare part တွေအရင်ဆုံးထုတ်တယ်ကျွန်တော်ဒီအနောက်နိုင်ငံကား brand တွေအတွက်အဓိကလိုအပ်တဲ့supplier အနေနဲ့ပေါ့နော်ကျွန်တော်ထိုင်ကုန်တွေကျွန်တော်တို့ brake တွေအစားလိုအပ်တဲ့ supply လုပ်တဲ့ဟာတွေကိုလုပ်တယ်ဒီဟာကလည်းတော်တော်လေးကိုအရေးကြီးတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဂျပန်မှာဆိုလို့ရှိရင်လည်းဒီကားထုတ်လုပ်ရေးလုပ်ငန်းထက်အပြင်မှာအဲကားထုတ်လုပ်နိုင်ဖို့အတွက် supply လုပ်တဲ့ supplier network ကလည်း US ဒေါ်လာဘီလီယံနဲ့ချီပြီးတန်ဖိုးရှိတယ်ကားဈေးကွက်ထက်အောင်ကြီးတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဒီကားကမ္ဘာကားကုန် Toyota တို့ Suzuki တို့ကျွန်တော်တို့အဲကားတွေပေါ့နော် Honda တို့ဒီကားကုမ္ပဏီကြီးတွေကိုကျွန်တော် supply လုပ်ပေးတဲ့အပိုပစ္စည်း supply လုပ်ပေးတဲ့ကုမ္ပဏီတွေကလည်းအနောက်မှာအများကြီးရှိတယ်အဲ့ဒါကြောင့်အဲ့ဒါကလည်းအရေးကြီးတယ်ဆိုတော့ VinFast ကဘာလုပ်လဲဆိုတော့သူကအရင်တော့ကားကုမ္ပဏီလည်းမဟုတ်ဘူးเนาะကျွန်တော် supplier လုပ်တဲ့ကုမ္ပဏီလားဆိုတော့လည်းမဟုတ်ဘူးဆိုတဲ့ခါကျတော့ तू ကဘာမှအရင်ကအတွေ့အကြုံမရှိဘဲနဲ့ तू အကောင်းဆုံးနည်းပညာတွေကိုလိုက်ဝယ်ပြီးတော့မှ तू ကစပြီးတော့လုပ်ခဲ့တာပေါ့နော်အဲ့မှာပြဿနာစဖြစ်တာပါပဲအားလုံးကရှောက်ခဲ့တဲ့လမ်းကို तू ကအရန်ကိုကြော်ပလိုက်တယ်ပေါ့နော်အဲ့ဒါတွေကိုကြော်ဖျက်ရုံနဲ့မကဘူး तू ပထမအဆုံးစပြီးဥရောပဈေးကွက်ကိုဝင်တဲ့အချိန်မှာလည်းကျွန်တော် US လို market မျိုးတွေကိုထည့်ပြီးတော့ तू စူးစမ်းခဲ့တယ်ဆိုတော့ तू အရန်leapfrog အလုပ်လုံးတယ်လို့ကျွန်တော်အနေနဲ့တော့မြင်တယ်အဲ့ကျတော့ US လို market ကဒါနိုင်ငံတိုင်းကျွန်တော်တို့ဒီဥမာတရုတ်ဆိုလို့ရှိရင်လည်းဒါ US ရဲ့ market ကိုအရန်ရကြတယ်ဘာလို့လဲငွေသုံးနိုင်တယ် consumption rate လည်းများတယ်သုံးနိုင်တဲ့အရေးအသွေးပေါ့နော်ဥပမာတော့အရေးအတွက်မများရင်တော့မှပမာဏကိုသုံးနိုင်တယ်အဲ့ဒါကြောင့် US market ကိုသူတို့အရန်ရကြတယ်ဆိုတော့ VinFast ကလည်းအဲ့ဒါကိုသူကလည်းလိုချင်ပုံရပါတယ်အဲ့မှာသွားလိုက်တယ်ဘာလို့ဆိုတော့ဒီမှာ competitive အရန်ဖြစ်တယ်နောက်ပြီးတော့automotive journalist တွေလည်းအရန်များတယ်သူတို့ကလည်းလုံးဝ honestly အာမနာတန်ကိုဝေဖန်တယ်ဆိုတဲ့အတွက်ကြောင့်မို့ VinFast ရဲ့ကားတွေက leapfrog လောက်လာတဲ့ဒဏ်တွေကဒီမှာအာမနာတန်ဝေဖန်တဲ့သူတွေနဲ့တွေ့တဲ့အခါမှာ VinFast နဲ့အဲ့ဒါတွေအများကြီးစတက်ပါတယ်သူကအမေရိကန်ကိုစတင်သွင်းခဲ့တာက BF8 model ကိုစပြီးသွင်းခဲ့တာပေါ့နော်ဆိုတော့ဟုတ်ပြီဒီ BF8 model ကိုသူကဘာလို့ US market ကိုထိုးပေါက်ဝဲထိသူကဘာလို့ confidence က so high နေရလဲပေါ့နော် high ရတဲ့အကြောင်းရင်းရှိနေတာကျွန်တော်ပြောပြဆိုကားတစ်စီးဆိုတာအစိပ်ပိုင်း3000လောက်ဖွဲ့စည်းထားတဲ့ engineer စနစ်တစ်ခုပေါ့နော်ဒီအစိပ်ပိုင်းတွေကိုကုမ္ပဏီတစ်ခုရဲ့အကုန်လုံးဘယ်သူမှမထုတ်ဘူးပေါ့နော်ဆိုတော့ Toyota တို့ BMW တို့ Mercedes တို့ Ford တို့ Volkswagen များရှိသမျှကားကုမ္ပဏီဘေးဘန်းမဆိုကဘာတွန်းမှာ supplier သက်ဆိုင်ရာအောင်အကြတယ်နောက်ပြီးကျွန်တော်တို့ထပ်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Rolls Royce တို့ဘာလို့ဆိုလို့ရှိရင်လည်းဒါသူတို့ခုံနေတို့တခြားပစ္စည်းတွေဆိုတာတယောက်တည်းတနေရာတွေကထုတ်တာမဟုတ်အကောင်လုံးက handmade တွေတော့မှန်တယ်ဒါပေမဲ့သက်ဆိုင်ရာခုံဆိုလို့ရှိရင်လည်းဘေး handmade မှာဘယ်လိုကောင်းလဲဆိုတာမျိုးပေါင်းဆက်ပြီးတော့ထုတ်လုပ်ထားတာပေါ့နော်ဆိုတဲ့ခါကျတော့ तू ကလည်း VinFast ကလည်းအဲ့ဒီနည်းကိုပဲဆက်သုံးတယ်ဆိုတော့ VinFast ရဲ့ပထမဆုံး model တွေမှာဆိုရင်ကျွန်တော် BMW ရဲ့ N20 turbo engine technology ကို तू license ယူပြီးသုံးခဲ့တယ်အဲ့တော့ gear box တွေဆိုလဲ ZF ပေါ့နော်ဒီနည်းပညာတွေကို तू သုံးတယ် suspension တို့ brake တို့ chassis တို့ engineer ဘိုင်းတွေဆိုလို့ရှိရင်လည်း तू Bosch တို့ Continental တို့ Magna တို့ AVL တို့ ZF တို့နော်အဲ့ဒီကိုလိုကုမ္ပဏီကြီးတွေကနေပြီးတော့ तू က outsource လုပ်ပြီးတော့ supply လုပ်ပြီးတော့ကျွန်တော်တို့တိစောက်ခဲ့တာဖြစ်တယ်ဒီဇိုင်းဆိုလဲ Italy ကဒီဇိုင်းဟောက်ဖြစ်တဲ့ Pininfarina ဆိုတာကျွန်တော်ဒီမှာစလုံးပေါင်းချရတယ်ကျွန်တော်အတန်းတော့မထွက်တတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒီဇိုင်းကုမ္ပဏီကိုသူတို့အသုံးပြုထားတယ်ကျွန်တော် ECU အတွက်နဲ့ပတ်သက်လို့ဆိုလို့ရှိရင်လည်း Bosch တို့ Continental တို့ကနေပြီးတော့ ECU တွေကိုသုံးတယ်နောက်ပြီးတော့ဒီ EV car အတွက်ကျွန်တော်တို့ battery ဆိုလို့ရှိရင်လည်းတရုတ်နိုင်ငံရဲ့တကယ်battery ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ CATL က battery တွေကိုသူကအသုံးပြုတယ်ပေါ့နော်ဆိုတော့ကျွန်တော်မော်တာတွေကျွန်တော် EV နဲ့တွဲသုံးတဲ့မော်တာတွေဆိုလဲကျွန်တော် Bosch ကမော်တာတွေလို့ဆိုတော့အစားတဲ့ကျွန်တော်အနောက်နိုင်ငံက technology တွေအနောက်နိုင်ငံကပစ္စည်းတွေကိုသူတေချာ supply လုပ်ပြီးမှသူထုတ်လုပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အပိုင်းလိုက်ကိုသူအကောင်းဆုံး technology ကိုပဲသူသုံးပြီးထုတ်ထားတယ်အဲ့တော့ကြောင့်မို့သူ့ရဲ့သူ့ product ပေါ်မှာသူ့ရဲ့ confidence ဖြစ်မှုကလည်းဒါနည်းတော့မနည်းဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့တွေးရမှာအကောင်းဆုံးတွေသုံးတိုင်းအကောင်းဆုံးဖြစ်သလားဆိုတာရှိသေးတယ်ပေါ့နော်ဆိုတော့ဒါတွေအားလုံးအောင် align ဖြစ်ရလားဒါတွေအားလုံးကိုတကယ်evaluate လုပ်ပြီးတကယ်သုံးကြည့်တဲ့အခါမှာ smooth ဘယ်လောက်ဖြစ်လဲဆိုတဲ့ဟာအရင်အရေးကြီးပါတယ်ကျွန်တော် hint တစ်ခုကိုချက်တဲ့အခါမှာ
ingredient တွေအကုန်လုံးအကောင်းတွေကြီးပဲထည့်ထားမယ်ဗျအကောင်းကအကောင်းဆုံးအသားအကောင်းကအကောင်းဆုံးကျွန်တော်တို့ဒီ spice တွေ ingredient တွေထည့်ပြီးသုံးထားမယ်ဒါပေမဲ့တစ်ခုနဲ့တစ်ခုမှအဆက်ဟပ်မတည့်လို့ရှိရင်ဥမာငမ်းပြားရေဘလောက်ကောင်းတာပဲသုံးတော့အများကြီးထည့်ပြီးသွားရင်မကောင်းဘူးဆိုတော့ဒါလိုမျိုးသဘောတရားမျိုးပဲပေါ့နော်သူ့ရဲ့ VF8 ကတကယ်တမ်း US market ကိုချပြတဲ့အချိန်မှာအဲ့ဒါတွေအများကြီးထွက်ပေါ်လာခဲ့ပါတယ်ကျွန်တော်2023မှာကျွန်တော် Vinfast ကဒီ VF8 ကို American market ကိုစပြီးဖြန့်ပါတယ်ဖြန့်ပြီးတပတ်နှစ်ပတ်လောက်အကြာမှာပဲကျွန်တော်တို့ reviewer တွေရဲ့ review တွေပေါ့ honest review လို့ပြောအောင်လား bad review လို့ပြောအောင်လားအကုန်လုံးစပြီးထွက်လာခဲ့တယ်ပထမဆုံး reviewer တွေထောက်ပြတဲ့အချက်က steering ဘိုင်းပေါ့နော် steering ဘိုင်းမှာကျွန်တော်တို့ကိုရတာတခါလေးပေါ့သွားလိုက်တခါလေးလေးသွားလိုက်အဲ့လိုမျိုးပုံမှန်မဟုတ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်ဒါကအရင်ပြဿနာလားဆိုတော့မဟုတ်ပေမဲ့ကျွန်တော်မောင်းတဲ့သူတွေကို consistent quality တခုမပေးနိုင်တဲ့အတွက်ဒီကားပေါ်မှာမောင်းရတဲ့ခါမှာယုံကြည်စိတ်ချမှုမျိုးမရှိဘူးဆိုတဲ့ခံစားချက်ကိုရစေတာပေါ့နော်နောက်တစ်ချက်ကကျတော့ suspension ပြဿနာပေါ့နော် suspension ကကျွန်တော်တို့ဒီ cornering တွေလုပ်တဲ့အခါမျိုးတွေမှာတိတ်ပြီး stability မဖြစ်တာမျိုးတွေအဲ့ဒါမျိုးတွေကြုံရတယ်နောက်ပြီးတော့ calibration ကောင်းကောင်းလုပ်မထားသလိုမျိုးပုံစံမျိုးတွေဖြစ်နေတာမျိုးတွေခံစားရတယ်အဲ့ဒါမျိုးတွေလည်းဖြစ်တယ်နောက်တစ်ခုကကျွန်တော် EV ကားတွေမှာဆိုလို့ရှိရင်ဒါကားတစ်စီးလုံးကိုထိန်းချုပ်တာက software စနစ်လို့ပြောလို့ရတယ်ပေါ့နော် software update တွေကိစ္စအဲ့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ ADAS system တွေကလိုအပ်တာထပ်ပို့ပြီးတော့အချက်ပြနေတာမျိုးတွေကောင်းကောင်းအလုံးမလုပ်တာမျိုးတွေရံပန်ရံကမှအလုံးလုပ်တာမျိုးတွေဒါတွေကတရုတ်ကားတွေမှာလည်းမရှိဘူးလားမဟုတ်ရှိပါတယ်တချို့ကားတွေမှာဒါကြောင့်လည်းကျွန်တော်တို့ဒီတချို့ market တွေမှာတရုတ်ကားကိုလက်ခံနိုင်ဖို့ဝင်လေးနေကြတယ်ပါတယ်ပေါ့နော်ဆိုတဲ့အခါကျတော့သူ့မှာလည်းဒီလိုအချက်လက်တွေအများကြီးရှိနေတဲ့ခါမျိုးမှာကျွန်တော်တို့ဝေဖန်မှုတွေပြင်းပြင်းထန်ထွက်ခဲ့တယ်နောက်ပိုင်းမှာလည်းသူဒီဟာတွေကို software update တွေနဲ့ပြင်ဆင်ခဲ့တယ်စူးစမ်းခဲ့တယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီ brand တစ်ခုကဒီ bad review ထွက်သွားပြီဆိုရင်ဒါကိုပြန်ပြင်ဆင်ဖို့ကတော်တော်လေးကိုအချိန်ယူရတယ်တော်တော်လေးကိုပေးဆက်ရတယ်ပေါ့နော်အဲ့ဆိုဟုတ်ပြီ Vinfast ကသူများနိုင်ငံတွေလည်းဒီလို brand တွေလည်းဒီလိုပဲတိစောက်ခဲ့တာပဲတခြားနိုင်ငံက supplier တွေနဲ့ဒီလိုမျိုးပုံစံနဲ့တိစောက်ခဲ့တာပဲ Vinfast ကဘာမှလို့လဲဆိုတော့ကျွန်တော်တခြားနိုင်ငံတွေလုပ်ခဲ့တဲ့ဥပမာလေးတွေကိုတစ်ချက်ကျွန်တော်ဒီနေရာမှာပြန်ကြည့်ကြည့်အောင်ဥပမာစလိုက်အောင်ကျွန်တော် Tata ကနေစလိုက်ကြတော့ Tata ဆိုလို့ရှိရင်သူကအနောက်နိုင်ငံကကုမ္ပဏီတွေကိုသူကငွေပေးပြီးဝယ်လိုက်တယ်ငွေပေးပြီးဝယ်တယ်ဆိုတော့သူကဥပမာ Jaguar Land Rover ကိုသူကဝယ်ပြီးတော့ share ထုတ်ဝယ်ပြီးတော့အဲ့သူနဲ့ပေါင်းပြီးတော့သူနှစ်ရှည်လာများကားတွေကိုထုတ်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်မလေးရှား Proton ဆိုလည်းဒီလိုပဲ Mitsubishi နဲ့ပေါင်းပြီးတော့သူနှစ်ရှည်လာများထုတ်တယ်နောက်ပိုင်းမှာဒါပေမဲ့ Proton ကအရင်တုန်းကကားအစိတ်ပိုင်းတွေထုတ်တယ်ပေါ့နော် spare parts တွေထုတ်တယ်အခုလက်ရှိလည်းထုတ်နေတယ်ပေါ့နော်ဆိုတော့ Proton ကMitsubishi နဲ့အရင်ပေါင်းတယ်ပေါင်းပြီးတော့သူထုတ်လာရင်နဲ့သူတို့ confidence တစ်ခုရှိလာတဲ့အချိန်မှာ Mitsubishi နဲ့မထုတ်တော့ဘဲနဲ့သူတို့ဘာလို့သူတို့စူးစမ်းပြီးထုတ်ခဲ့အဲ့ချိန်မှာသူတို့လည်းစပြီးတော့နည်းနည်းလေး market မှာနှေးသွားခဲ့တယ်ဘာဖြစ်လို့ဆိုတော့ဒီလိုမျိုးသူတို့ technology ကိုတနေ့ရှာပိုင်နိုင်ကျွန်တော်တို့ global brand တွေနဲ့တည်တည်ချာနှစ်ရှည်လာများဥပေါင်းပြီးမထုတ်လို့ဘူးဆိုလို့ရှိရင်တော့ဒါကအောင်မြင်မှုရခိုင်တော့တော်တော်နည်းတယ်လို့ပြောရမယ်ဒါကြောင့်လဲ Tata တို့ကျွန်တော်တို့ဒီ Proton တို့ကကမ္ဘာဈေးကွက်မှာတအားကြီးနေရာယူမလာနိုင်တာလည်းပါတယ်ဆိုတော့ဒီနေရာမှာအကောင်းဆုံး example ကတော့ကျွန်တော်တရုတ်ကား brand တွေပဲဖြစ်ပါတယ်တရုတ်ကား brand တွေကဥပမာဆိုလို့ရှိရင်ကျွန်တော် Geely ဆိုလဲနောက်နိုင်ငံ Volvo တို့ဘာလို့ ਨੇ ပူပေါင်းထားတယ်เนาะဆိုတဲ့ခါကျတော့BYD ကတော့သူကပူပေါင်းနေဆိုတာထက်သူကအဓိက supply chain မှာသူကအကုန်လုံးကိုထုတ်လုပ်နိုင်နေတာပေါ့နော်သူကဒီဝင်းဆက်ကြီးတစ်ခုလုံးကိုသူကထုတ်လုပ်နိုင်တယ် supply chain တစ်ခုလုံးကိုသူ battery တွေ motor တွေသူကိုယ်ပိုင်ထုတ်လုပ်နိုင်နေတယ်ဒီအရင်မှာလည်းသူလည်းတခြားကုမ္ပဏီနဲ့အများကြီးပူပေါင်းခဲ့တာရှိတယ်ပေါ့နော်ဆိုတော့တခြားကျွန်တော်တရုတ် brand တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တကယ်နိုင်ငံကျော် brand တွေအကုန်လုံးကသူနဲ့ကျွန်တော်တို့ပူပေါင်းထုတ်လုပ်ခဲ့တဲ့တက်တန်းတော်တော်ကြီးကိုများတယ်ပေါ့နော်အဲ့အတွက်လည်းသူတို့ဒီတရုတ်နိုင်ငံအစိုးရကအများကြီး support ပေးခဲ့တယ်ဘာလဲဆိုတော့သူတို့စီမှာဘီလီယံနဲ့ရှိတဲ့ market ကြီးကိုနိုင်ငံတကာကား brand တွေကဝင်ကျင်နေဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြည်တွင်းကုမ္ပဏီတွေနဲ့50-50လောက်ကိုလောက်ရမယ်မလောက်လို့ရှိရင်ကျွန်တော်တို့ကသူပေးမလို့အဲ့ချိန်မှာမှကျွန်တော်တို့အဲ့ချိန်မှာသူကနီးပညာတွေတက်ဆင်ထုတ်လုပ်ပုံတွေသူကောင်းကောင်းလမ်းလုပ်တယ်လမ်းလုပ်ပြီးပြည်တွင်းမြက်ကမှာတုံးပြီးတော့မှကမ္ဘာဈေးကွက်ကိုစပြီးထိုးဖောက်တယ်အဲ့ဒါကြောင့်မလို့အခုနောက်ပိုင်းမှာတရုတ်နိုင်ငံရဲ့ကားတွေကကမ္ဘာဈေးကွက်မှာထိုးဖောက်မှုကတော်တော်လေးကိုအားကောင်းလာတယ်တခြားနိုင်ငံတွေထက်ကိုအများကြီးတာလာတယ်ဥပမာကျွန်တော်ဒီ BYD ဆိုလို့ရှိရင် Tesla ကိုရှင်းနိုင်တဲ့အထိပဲဆိုတော့အဲ့လောက်အထိကိုအားကောင်းလာတယ်ဆိုတော့အဓိကပြဿနာအဲ့ဒါပဲကျွန်တော်တို့အခုအာရှ brand တွေမှာ Tata တို့ Proton တို့အဲ့လောက်ထိပြုတ်ကားလောက်အများကြီးအောင်မြင်မှုမရလာဘူးသူတို့လောက်အခုလက်ရှိမှာပေါက်မနေဘာဖြစ်လို့လဲဆိုတော့သူတို့ ਨੇ လက်တွဲလုပ်ခဲ့တဲ့ဒီနောက်နိုင်ငံ brand တွေဆိုတာတော်တော်လေးကိုနည်းတယ်ဒီတရုတ်နိုင်ငံ brand နဲ့စားလို့ရှိရင်တရုတ်နိုင်ငံကလုပ်ငန်းကြီးတိုင်းကိုကြည့်လိုက်ပါအဲ့လုပ်ငန်းကြီး brand ကြီးတိုင်းမှာကျွန်တော်တို့ရေရှည်နှစ်10နဲ့ရှိပြီးတော့တွဲလုပ်ခဲ့တဲ့အနောက်နိုင်ငံကုမ္ပဏီအများကြီးပဲเนาะသူတို့ share ဝယ်ထားတဲ့ကုမ္ပဏီအများကြီးပဲကျွန်တော်တို့ Volkswagen တို့ Volvo တို့ဒါဆိုလို့ရှိရင်ဒါတရုတ်နိုင်ငံကဒီကား brand ကြီးတွေကကျွန်တော် share တွေကိုဝယ်ယူခဲ့တဲ့ကားကုမ္ပဏီတွေဖြစ်တယ်ပေါ့เนาะကျွန်တော်တို့ဒါ MG တို့ဘာလို့ဆိုလဲဒါအရင်တော့ UK brand ဒါပေမဲ့တရုတ်နိုင်ငံက share တွေကို
ဝယ်ပလိုက်တယ်စားတာမျိုးတွေပေါ့နော်ဆိုတဲ့ခါကျတော့တရုတ်ကကျွန်တော်တို့ဒီနိပညာနဲ့ပတ်သက်တာတွေတက်ဆင်ပုံနဲ့ပတ်သက်တာတွေအကုန်လုံးကိုသူကဝယ်ပြီးတော့ယူတာမဟုတ်ဘဲနဲ့ပူးပေါင်းပြီးတော့ကျွန်တော်နှစ်ရှည်လများရအောင်စူးစမ်းပြီးတော့ကိုယ်တိုင်တိစောက်ဖို့လုပ်ခဲ့တာဖြစ်ပါတယ် Vinfast ကတော့အဲ့ဒီအတွေ့အကြုံတွေကိုအားလုံးကိုပယ်ချပြီးတော့သူကဒီ9နှစ်ဆိုတဲ့အချိန်တွင်းမှာအကောင်းဆုံးဆိုတဲ့ technology ကိုသူပတ်စံပေးပြီးဝယ်တယ်သူတက်တယ်လုပ်ပြီးတော့ကျွန်တော် local market ထဲမှာလည်းအရင် mature မဖြစ်ခင်မှာသူကနိုင်ငံတကာကိုတင်ဖို့ရောင်းချတယ်ဒါပေမဲ့အခုလက်ရှိအနေအထားအရာမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အတိုင်းအတာတစ်ခုအရာကျွန်တော်တို့ပြန်ပြီးတိုးတက်လာရဲဆိုတဲ့သတင်းတွေကျွန်တော်ဖတ်ရပေမဲ့ကျွန်တော်တို့အရင်တော့အောင်မြင်နေတဲ့အနေအထားတွေမှာတော့ရောက်မလာခဲ့ဘူးပေါ့နော်ဆိုတော့ဒီ Vinfast ကဒီလိုမျိုးတွေထုတ်လုပ်တယ်ဒီလိုအဲ့ဒါရှိဒီလိုပစ္စည်းတွေသုံးထားတယ်ဟုတ်ပြီအဲ့ကျတော့ကျွန်တော်တို့ Vinfast ကသူ့ model သူ့ကားလေးကိုနိုင်ငံတကာဈေးကွက်မှာဘယ်လောက်ဈေးလေးနဲ့ရောင်းချနေလဲဆိုတာလည်းကျွန်တော်လေ့လာကြည့်အောင်ပထမဆုံး model က VF3 ပေါ့နော်သူက mini urban EV ဖြစ်ပြီးတော့ကျွန်တော်မြို့ထဲမှာသုံးဖို့ဦးစားပေးထားတဲ့ EV ကားအသေးစားမျိုးစားပေါ့နော်သူကအမေရိကန်ဈေးကွက်မှာဆိုရင်အမေရိကန်ဒေါ်လာ1200လောက်ဈေးရှိတယ်မြန်မာငွေနဲ့ဆိုရင်တော့3500ဝန်းကျင်လောက်ဈေးရှိတာပေါ့နော်နောက်တစ်ခုကတော့ VF5 ပေါ့နော်သူကentry level compact SUV ဖြစ်တယ်ဆိုတော့ဈေးနှုန်းအနေနဲ့ဆိုရင်အမေရိကန်ဒေါ်လာ2100ဆိုတော့မြန်မာငွေနဲ့ဆိုရင်3900ဝန်းကျင်လောက်ရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ VF6 ပေါ့နော်သူက mid size SUV EV ကားပေါ့နော်ဆိုတော့သူကဈေးနှုန်းကအမေရိကန်ဒေါ်လာ26000ကနေ3200လောက်ရှိတယ်ပေါ့နော်ဆိုတော့1200 1300ဝန်းကျင်လောက်ပေါ့မြန်မာငွေနဲ့ဆိုရင်အဲ့လောက်ရှိတယ်နောက်ပြီးတော့ကျွန်တော် VF7 သူကတော့နည်းနည်း sport type ဆန်တဲ့ compact SUV ပေါ့နော်သူကတော့ဈေးနှုန်းအပြင်ဒေါ်လာ3500လောက်ရှိတယ်ပေါ့နော်ဆိုတော့မြန်မာငွေနဲ့ဆိုရင်1500ဝန်းကျင်လောက်ရှိတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ VF8 ပေါ့နော်ဒီကောင်ကတော့ကျွန်တော်ဒီ mid size EV SUV ပေါ့နော်ဆိုတော့ဒီကွာအမေရိကန်ဒေါ်လာ4000ကနေ5000လောက်ရှိတယ်အမေရိကန်ဒေါ်လာ5000ဆိုရင်တော့3000ဝန်းကျင်လောက်မြန်မာငွေနဲ့ဆိုရှိမှာပေါ့နော်နောက်တစ်ခုက VF9 ပေါ့နော်သူကတော့ကျွန်တော်ဒီခုံသုံးတန်းပါတယ်တကယ် full size SUV ဖြစ်သွားပြီပေါ့နော်ဒီကောင်ကတော့အမေရိကန်ဒေါ်လာ9000လောက်ရှိတယ်ပေါ့နော်ဆိုတော့မြန်မာငွေနဲ့ဆို3000ကျော်ဝန်းကျင်လောက်ရှိတယ်ပေါ့နော်ဆိုတော့သူကအဓိကသူ့ရဲ့ BF8 ကဆိုလို့ရှိရင်ဒါဒေါ်လာ9ဆွမ်းနာပြောခဲ့သူပဲဒေါ်လာ9000ပေါ့နော်ကျွန်တော်မြန်မာငွေနဲ့ဆို3000ကျော်လောက်ရှိတယ်သူကဒီမှာဈေးအများဆုံးကားလို့လည်းပြောလို့ရတယ်ခုံသုံးတန်းလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဘာဖြစ်လို့ဒီကားကိုရွေးချယ်လဲဆိုတော့အမေရိကန်ကလူတွေကလူကောင်းတွေလည်းကြီးတယ်ဆိုတော့သူက full size SUV တွေပိုကြိုက်တယ်ကားကြီးကြီးတွေပိုကြိုက်တယ်ဆိုတော့သူကအဲ့အရာကိုရွေးတယ်ဈေးလည်းအမြင့်ဆုံးအကောင်းဆုံးဆိုတဲ့ model ကိုသူစပြီးတော့တွင်းခဲ့တာဒါပေမဲ့လည်းပေးရတဲ့ဈေးနဲ့သူ market မှာ rate လောက်ထားတဲ့ဈေးနဲ့သူပြန်ပြီးတော့နှိုင်းယှဉ်ခံရတဲ့အခါမျိုးတွေမှာဒီလိုမျိုးဒီဝေဖန်မှုတွေ review တွေထွက်ပေါ်လာခဲ့ရလည်းဖြစ်တယ်ဆိုတော့ကျွန်တော် Vinfast story ကိုပြန်ချုပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်ကားစီးတည်ထောက်ဖို့ဆိုတာကကျွန်တော်တို့နီးပညာအကောင်းကြီးတွေစက်ပစ္စည်းအကောင်းကြီးတွေဒီဇိုင်းအကောင်းသားကြီးတွေကိုအကုန်လုံးအစုံတုပ်လို့ပေါင်းထည့်ရုံနဲ့national brand တစ်ခုဖြစ်မလာဘူး global brand တစ်ခုဖြစ်မလာဘူးပေါ့နော်ဆိုတော့အရှိမကျွန်တော်ဒါ success story တွေအများကြီးရှိတယ်ဘာကြောင့်အောင်မြင်ခဲ့လဲ Toyota ဘာကြောင့်အောင်မြင်ခဲ့လဲ Hyundai တို့ Kia တို့ဘာကြောင့်အောင်မြင်ခဲ့လဲနောက်ပြီးတော့ကျွန်တော်တို့ Hyundai တို့ Kia တို့ဆိုရတော့မှဒါနောက်ပိုင်းမှာကျွန်တော်တို့ဒီ international market မှာနည်းနည်းလေးနေရာရလာတာဒါပေမဲ့နေရာအရဆုံးအချိန်တို့အာရှနိုင်ငံတွေမှာနေရာအရဆုံးကတော့တရုတ်နိုင်ငံရဲ့ကား brand ကြီးတွေပေါ့နော်ဆိုတော့အဲ့ကား brand ကြီးရောနေရာတော်တော်လေးကိုရတယ်ဘာလို့သူတို့ရဲ့ story ကိုပဲကျွန်တော်တို့ကတခြားကြည့်ရမယ်ဒါပေမဲ့သူတို့တောင်မှကျွန်တော်တို့ဒါ brand story ဘိုင်းမှာ branding ဘိုင်းမှာbrand trust ဘိုင်းမှာတအားကြီးရုပ်က brand တွေနဲ့မရှင်းနိုင်သေးဘူးအဲ့ဒါကြောင့်မလို့သူတို့အနေနဲ့ကျွန်တော်တို့အခုတရုတ်ပြည်ခီးစဉ်တွေခဏသွားရဲဆိုတော့ဒါလည်းသူတို့ဒီအပိုင်းကိုသူတို့လုပ်နေတာပေါ့နော်ဆိုတဲ့အခါကျတော့နိုင်ငံတကာမှာရှိတဲ့ကျွန်တော်တို့ဒီကျွန်တော်BYD နဲ့သွားခဲ့တဲ့ trip တုံးရော Geely နဲ့သွားတဲ့ trip တုံးရောကျွန်တော်ဒီနောက်ဆုံးဆိုလို့ရှိရင်ကျွန်တော်တို့ 14 တို့ Down Fan Channel လုံးနဲ့သွားခဲ့တဲ့ခီးစဉ်တွေမှာဆိုလို့ရှိရင်နိုင်ငံတကာကလူတွေပါတယ်အများကြီးပဲကျွန်တော်တို့မြန်မာနိုင်ငံနိုင်ငံနဲ့ဟိုအရှေ့လေပိုင်းကလူတွေပါတယ်ကျွန်တော်တို့ဥရောပကလူတွေပါတယ်ကျွန်တော်အများကြီးပဲနိုင်ငံတွေအများကြီးပဲဗျာဆိုတော့ Egypt နိုင်ငံကလူမျိုးတွေလည်းပါတယ်ချီလီကပါတယ်ဆိုတော့နိုင်ငံတွေအများကြီးပဲကျွန်တော်တို့နေ့စဉ်နေ့တူအောင်မှာတတိမထားမိတဲ့နာမည်တောင်မထုတ်သုံးမိတဲ့နိုင်ငံတွေအဲ့လိုနိုင်ငံတွေကအစားပါတယ်လူတွေကိုဖိတ်ပြီးတဲ့ခါကျရင်သူတို့ကားတွေကိုဘယ်လိုတိဆောက်တယ်ဘာလဲဆိုတော့သူ branding ကိုတိဆောက်တယ်ဘာဖြစ်လို့ဆိုတော့ဒီ branding တွေကကျွန်တော် Europe car brand တွေမှာခိုင်မာရှိပြီးသားဆိုတဲ့အတွက်ကြောင့်မလို့သူတို့ကဒီဟာကိုရအောင်လုပ်နေတာဖြစ်တယ်သူတို့အတွက် technology တွေပစ္စည်းတွေဆိုတော့သူတို့ထုတ်လုပ်နိုင်နေပြီဘာလို့ဆိုတော့လဲဒီကမ္ဘာ brand ကြီးတွေအတွက်သူတို့ကတပ်ပါတီ supplier အနေနဲ့လုပ်ခဲ့တာနှစ်ပေါင်း10နဲ့ရာနဲ့ရှိနေပြီဖြစ်တဲ့အတွက်သူတို့အတွက်ထုတ်လုပ်ဖို့ဆိုတာတွေကမခဲရင်တော့ဒီဇိုင်းတွေလည်းမခဲရင်တော့နီးပညာတွေလည်းမခဲရင်တော့စက်ရုံအရေးသွေးလည်းရှိပြီးလူအင်အားလည်းရှိအကုန်လုံးပြည့်စုံဒါပေမဲ့သူတို့မှာ branding ပိုင်းလိုအပ်နေဒါတွေကိုသူတို့အသေးအံလုပ်တယ်ဆိုတဲ့အခါကျတော့ Vinfast ကတော့ဒါတွေကိုကြော်ပြီးလုပ်တဲ့အတွက်သူ့အနေနဲ့ကတော့ဒီဟာတွေအတွက်သူအချိန်တိုင်းတာတစ်ခုထိတော့
သူပေးဆက်ပြီးတော့ပြန်ကြော်လွှားရအောင်မယ်လို့တော့မြင်တယ်ဆိုတော့အဲ့လိုမျိုးအမှားတွေပြင်ခဲ့ပြီးရဲ့နောက်မှာတော့သူကသူ့နိုင်ငံမှာဆိုလို့ရှိရင်လည်းကျွန်တော်မနှစ်ကဆိုရင်အစီးရေ3,900,000ကျော်ရောင်းချခဲ့ရတယ်ပေါ့နော်ဆိုတော့ပြည်တွင်းဈေးကွက်မှာတော့အခိုင်အမာပြန်လဲရရှိလာပြီသူအမှားတွေပြင်ပြီးရဲ့နောက်မှာဒါပေမဲ့အဓိကသူပြည်တွင်းမှာရောင်းချရတဲ့အဓိက model တွေကကျွန်တော်တို့ VF3 တို့ VF5 တို့ VF6 တို့လိုဟာမျိုးတွေပေါ့နော်ဆိုတော့ compact နဲ့ mini SUV ဟာမျိုးလေးတွေကျွန်တော်မြို့ထဲမှာသွားလို့ကောင်းတဲ့ City EV လေးတွေဒါလေးကိုတော့သူ့နိုင်ငံထဲမှာပို့ပြီးရောင်းရပို့ကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ပြောတဲ့ VF8 တို့လိုမျိုးကားကြီးတွေကသူ international market မှာထိုးဖို့စူးစမ်းနေတယ်ဖြစ်တယ်ပေါ့နော်ဆိုတော့ခါကျတော့သူ့အနေနဲ့တရုတ်တို့ဒီကျွန်တော်ဂျပန်တို့ကိုရီးယားတို့လိုမျိုးကျွန်တော်တို့VNအတွက်ဆို VinFast ဆိုတာမျိုးကဖြစ်လာမလားဆိုတာကိုတော့ကျွန်တော်တို့ကအချိန်ကအဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်နောက်10နှစ်မှာ VinFast ကဘယ်လိုမျိုးရပ်တည်မလဲကျွန်တော်နိုင်ငံထဲကိုသူတို့ရောက်လာနိုင်လားဆိုတာလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်နိုင်ငံတော့လည်းကျွန်တော်တခုစဉ်းစားမိတယ်ပေါ့နော်ကျွန်တော်နိုင်ငံမှာဆိုလို့ရှိရင်လည်းဒါငွေကြေးအင်အားတက်နိုင်တဲ့လုပ်ငန်းရှင်တွေရှိတယ်ကျွန်တော်တို့အဲ့ဒီအတွက်ကြောင့်ကျွန်တော်နည်းပညာတွေဝယ်နိုင်တယ်စက်ရုံတွေတည်ဆောက်နိုင်တယ်အခုဆိုလည်း SKD တွေစလုပ်နေပြီဆိုတဲ့အခါကျတော့တဖြည်းဖြည်းနဲ့ကားထုတ်လုပ်နိုင်မှုကိုခြေလှမ်းလှမ်းနေပြီပေါ့ဆိုတော့အဲ့ကျတော့ကျွန်တော်တို့ကလည်းဒီလိုမျိုးလုပ်ငန်းကြီးတွေလုပ်တော့မယ်ဆိုရင်ကျွန်တော်တို့BYD တို့ကျွန်တော်တို့ဒီကိုရီးယား Hyundai တို့ Kia တို့ Toyota တို့ရဲ့သင်ခန်းစာတွေယူရမယ်အနည်းဆက်ဆုံးနေနဲ့ VinFast ရဲ့ဥပမာကိုကျွန်တော်ယူရမှာဖြစ်ပါတယ်ကျွန်တော်အရင်ကဆိုအရင်တွေ့ခဲ့ဘူးတယ်ငါတို့နိုင်ငံကတတိတွေချမ်းသာတယ်တက်နိုင်တယ်စက်ရုံတွေတိစောက်နိုင်တယ်ဒါတွေကလည်းဘာမှခက်ခဲတဲ့အရာတွေမဟုတ်ဘူးကျွန်တော် production setup ကြီးကိုကျွန်တော်နိုင်ငံတကာကုမ္ပဏီတွေကနေ technology ကိုငွေပေးပြီးဝယ်လိုက်ပြီးတော့စောက်မယ်ဆိုရင်စောက်လို့ရတယ်ဘာမှမခက်ဘူးလို့ကျွန်တော်ထင်ခဲ့ပေမဲ့ VinFast ရဲ့ story ကိုကြည့်လိုက်တဲ့အချိန်မှာကျွန်တော်တော်တော်လေးကိုမေးခွန်းတွေအများကြီးထွက်ပေါ်လာခဲ့တယ်လိုအပ်တဲ့အချက်တွေကိုလည်းအများကြီးမြင်လာခဲ့တယ်ဆိုတော့ကျွန်တော်နိုင်ငံမှာကျွန်တော်တို့ national brand တွေတိစောက်တော့မယ်ဆိုလို့ရှိရင် VinFast ရဲ့ဥပမာမျိုးတွေ BYD ရဲ့ဥပမာမျိုးတွေကိုအများကြီးလေ့လာမှာဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဗီယက်နမ်ရဲ့ဒီနိုင်ငံတကာဈေးကွက်ကိုထိုးဖောက်ဖို့စ조사တဲ့စ조사မှုကိုတော့ကျွန်တော်တို့ ਨੇ အသိမှတ်ပြုရမှာပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ဗီယက်နမ်နိုင်ငံရဲ့national brand ဖြစ်ဖို့စ조사နေတဲ့ VinFast ရဲ့အကြောင်းကိုပြောပြခဲ့တာဖြစ်ပါတယ်နောက်ထပ်ပြီးတော့ကျွန်တော်တို့ automobile update ကတင်ဆက်တဲ့ဒီလိုကိုတက်မျိုးတွေကိုသဘောကျရင်ပဲဖြစ်ဖြစ်ကျွန်တော်နောက်ထပ်ကျွန်တော်တို့အာရှနိုင်ငံတွေရဲ့ national brand အကြောင်းကိုပေါ့နောက်ထပ် national brand တခုဘေး brand ကိုသိကျင်လဲသိကျင်တာလေးရှိရင်လည်းကျွန်တော်တို့ကိုကျွန်တော်ပြပြလို့ရပါတယ်ကျွန်တော်တို့အနေနဲ့အကောင်းဆုံးဖြစ်အောင်တင်ဆက်ပေးသွားဖို့အသင့်ရှိပါတယ်ဆိုတော့ဒီတစ်ပတ်ကတော့ကျွန်တော်တို့ VN နိုင်ငံရဲ့ VinFast ဆိုတော့နောက်ဘက်တွေမှာဘယ်လိုဗီဒီယိုမျိုးကိုတင်ဆက်ချင်နေလဲဆိုတာကိုကျွန်တော်တို့ပြပြပေးကြလို့ရပါတယ်ခင်ဗျဒီဗီဒီယိုလေးကိုအစနဲ့အဆုံးထိကြည့်ခဲ့တဲ့အတွက်အားလုံးကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျ